မဝိသေပေါ်လို့များကျွန်တော်ဒီနေ့တော်သားနဲ့ဒီတော်ရဲ့သဘောထားအတူလုံးမင်္ဂလာအလူဒီတဲ့ချက်ဝဲကိုကျွန်တော်စတင်ပြောတဲ့အတွက်ကျွန်တော်ဒီတောင်းရဖို့စတော့ဖြစ်ပါပါခင်ဗျာအဲ့ဒီတော့ကြောင့်အဲ့ဒီအားလုံးတိုင်းဖြစ်ကြတယ်။ရာဒီယာတာကဆရာကြီး